ယခုကျွန်တော်တို့တွေမြင်တွေ့ခံစားခဲ့ကြရတဲ့ဒီပကြီးကားလေးအဖြစ်အပျက်တွေဟာဆိုရင်73ရာစုအင်္ဂလန်ပြည်ရဲ့ယုံနှံပုံမြင်တစ်ပုဒ်ကိုအခြေခံပြီးတော့ဖွဲ့နေဖန်တီးထားခဲ့တာလည်းဖြစ်ပါတယ်။ပကြီးကားလေးမှာတော့တိတ်ဆုံးနေခဲ့တဲ့အိမ်မွေးခွေးတစ်ကောင်နဲ့တော်တုံးဝင်ပေတစ်ကောင်နောင်လာရလုံးနေခဲ့တဲ့မင်းသားတစ်ပါးတို့ဟာဒီပကြီးကားရဲ့အဓိကကာရီတာတွေပဲဖြစ်ကြပါတယ်။ပုံမြင်ထဲမှာတော့တောလက်ထွက်လို့တွားရကနေပြန်လည်ရောက်ရှိလို့လာခဲ့တဲ့မင်းသားတစ်ပါးဟာဖြိုဖျဲပြစ်လို့နေခဲ့တဲ့အခန်းတွင်းမှာသူ့ရဲ့ကလင်းငယ်ကိုရုတ်တရက်မတွေ့လိုက်ရတာကြောင့်စိုးရိမ်လွန်တွားခဲ့တယ်လို့တွေးသားတွေပေချလုပ်နေခဲ့တဲ့သူ့ရဲ့ခွေးလေးကလေးကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူ့ရဲ့ကလေးငယ်ကိုတက်ပစ်လိုက်ပြီးခြင်းနဲ့ရုတ်တရက်ပဲသူ့ရဲ့ခွေးလေးကလေးကိုဓာတ်နဲ့ထိုးပစ်လိုက်ပါတယ်။အဲ့ဒီအချိန်တစ်ဖက်ခန်းကနေကြားလိုက်ရတဲ့ကလေးရဲ့ငိုတံကြောင့်ရုတ်တရက်ထိတ်တလန့်ဖြစ်သွားခဲ့ပြီးတော့အခန်းရဲ့နေရာတွေကိုအသေးချာလေးပြန်လည်လိုက်ကြည့်တဲ့အချိန်မှာတော့တေဆုံးနေခဲ့တဲ့တောရဲဝံပလီတစ်ကောင်ကိုလည်းတွေ့လဲရပြန်ပါတယ်။ရုတ်တရက်ချိန်နေမှန်ကိုနားလဲသွားတဲ့အချိန်မှာတော့အရာရာဟာနောက်ကျလို့သွားခဲ့ပြီပဲဖြစ်ပါတယ်။တကယ်မရှိခဲ့တဲ့ဒီပုံမြင်ဟာဆိုရင်တကယ်လက်တွေ့ဘဝမှာဖြစ်ပျက်နေကြတဲ့အလောတကြီးရုပ်တရက်လောက်တတ်ကြတဲ့လူတွေမှာဖြစ်လေရှိတဲ့အမားတွေကိုထောက်ပြပေးသွားခဲ့တဲ့တင်ငန်းစာနဲ့ပုံမြင်တစ်ပုဒ်ပကြီးကားတစ်ချက်လည်းဖြစ်ခဲ့ပါတယ်။